ကျွေချိန်ဒီလမ်းပေါ်မှာကိုလွမ်းနေချစ်တဲ့သူတွေ့နိုင်မလားလို့လိုက်လို့ရှာတွေ့တော့လီပြောမယ်ချောရဲ့ပတောက်လမ်းပေါ်မှာကိုလွမ်းနေတဲ့ရှာစေကွယ်မနစ်ကလို့ချစ်နေတော့ငါတွေ့နေတာတွေ့တော့လီပြောမယ်ချောရဲ့ဝီကခေါ်တဲ့ကြမိတယ်တို့တို့ညင်သာဘယ်ကများလဲကွယ်ကိုတွေ့ဆွေရင်ခေါ်တဲ့များနောက်ကိုဒီဝေးညင်သာဘယ်စီမှမသိတယ်